ဒီကြားဖြူကြီးကသူ့ရဲ့မျိုးရိုးကတန့်စင်တယ်လို့ပြောနေတာပါဒါပေမဲ့ဒီကြားမဲလေးကဘဲကရောက်လာတာလဲလို့သူကမေးနေတယ်ကြားဖြူကြီးကကြားမကြီးနဲ့စကားများနေကြတယ်ကြားမကြီးကတော့ဒီကြားမဲလေးကသူ့သားပါလို့ကာကွယ်ပြောဆိုနေပါတယ်ဖခင်ကြားကြီးကတော့ဒီကြားမဲလေးကကန်ဆိုးမှုတွေယူဆောင်လာမယ်လို့ဒေါသတကြီးပြောနေတယ်ကိစ္စတွေမရှင်းမချင်းသူပြန်မလာဘူးလို့ချိန်ချောက်ပြီးထွက်သွားတယ်ဖခင်ကြားကြီးကူထဲကနေထွက်သွားပါပြီမိခင်ကြားကြီးကတော့ကြားဖြူလေးနဲ့ကြားမဲလေးနှစ်ကောင်နဲ့ကြံခဲ့ပါတယ်လူတရက်ကြားတစ်တကောင်ပေါ်လာပြီးကြားဖြူလေးကိုတိုက်ခိုက်ပါတယ်ကြားမဲလေးကသူ့ညီလေးကိုရဲရဲဝံ့ဝံ့ကာကွယ်ပေးလိုက်တယ်ကြားမဲလေးကကြားဖြူလေးကိုကူထဲပြေးဝင်ခိုင်းလိုက်ပါတယ်မိခင်ကြားကြီးထွက်လာပြီးကြားတစ်ကိုရင်ဆိုင်လိုက်တယ်ကြားတစ်ကမိခင်ကြားကြီးကိုကြောက်ပြီးထွက်ပြေးသွားပါတယ်မိခင်ကြားကြီးကသူ့သားလေးတွေကိုနှစ်သိမ့်ပေးနေပါတယ်ကြားဖြူလေးကိုရက်ပေးပြီးချစ်ပြနေတယ်ကြားဖြူလေးကတော့ကြောက်နေတော့မှာပဲကြားမဲလေးကသူ့ညီလေးကိုအားပေးစကားပြောနေပါတယ်ကြားဖြူလေးကနောက်ဆိုရှောက်မပြေးတော့ဘူးလို့ကတိပေးပါတယ်မိခင်ကကြားမဲလေးရဲ့ရဲရဲမှုကိုချီးကျူးလိုက်တယ်ကြားမဲလေးကကြားတစ်ပြန်လာမလားလို့မေးလိုက်တယ်မိခင်ကဒီနေ့တော့ပြန်မလာဘူးဒါပေမဲ့တောထဲမှာအန္တရာယ်များတယ်လို့ပြောပြတယ်တောင်တန်းတွေပေါ်ကအန္တရာယ်တွေကိုသတိပေးနေပါတယ်ကြားမဲလေးကပိုတမလာအောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်အန္တရာယ်တွေကအခုမှစတာပဲလို့ကြားမဲလေးသဘောပေါက်သွားတယ်ကြားပေါက်လေးတွေမိခင်စီကနိုးဆိုးနေကြပါတယ်လူစိတ်ပေါက်နေတဲ့ကြားမဲလေးကကြားနိုးတောက်ရမှာကိုတွတ်ဆုံနေတယ်ဒါပေမဲ့နောက်ဆုံးတော့တောက်လိုက်ပါတယ်ကြားမဲလေးကတမလာအောင်အများကြီးစားမယ်လို့ဆုံးဖြတ်လိုက်တယ်ကြားပေါက်လေးတွေစော့ကစားနေကြပြီးကြားမဲလေးကကြားဖြူလေးကိုတွန်းလိုက်တယ်ကြားဖြူလေးကကြားမဲလေးကြီးလာတာကိုညီးတွားနေတယ်ကြားမဲလေးကကြားဖြူလေးကိုပို့စားဖို့ပြောလိုက်တယ်ကြားမဲလေးကကြားဖြူလေးကိုကာကွယ်ပေးမယ်လို့ကတိပေးပါတယ်ကြားဖြူလေးကသူ့လဲနို့အများကြီးတောက်တယ်လို့ပြောပါတယ်ကြားမဲလေးကတစ်ပင်ငယ်လေးကိုချိုးပြပြီးသူ့ခွန်အားကိုပြတလိုက်တယ်ကြားဖြူလေးကတော့အံ့ဩသွားပါတယ်အများကြီးစားရင်ပိုတမလာမယ်လို့ကြားမဲလေးကရှင်းပြတယ်ကြားမဲလေးကကြားဖြူလေးကိုထပ်ပြီးအားပေးလိုက်ပြန်တယ်မိခင်ကြားကြီးကအသားတတုံးယူလာပါတယ်သားလေးတွေရှိမှအသားတုံးကိုချပေးလိုက်တယ်မိခင်ကအသားစားရမယ့်အချိန်ရောက်ပြီလို့ပြောပါတယ်ကြားဖြူလေးကအနံ့ဆိုးတယ်ဆိုပြီးမစားချင်ဘူးလို့ညင်းပါတယ်ကြားမဲလေးကလည်းလူဘဝကိုတတိယပြီးတွန်းဆုံနေတယ်ဒါပေမဲ့ကြားဘဝကိုလက်ခံပြီးအသားကိုစားလိုက်ပါတယ်ကြားမဲလေးကအသားကိုအရသာရှိစားနေပါတယ်ကြားဖြူလေးကတကယ်ကောင်းလားလို့မေးလိုက်တယ်ကြားမဲလေးကအသားကအရေးကြီးတယ်ရိုးရင်းချင်းစီကအကောင်းဆုံးပဲလို့ပြောပြတယ်ကြားဖြူလေးကတော့ကြားမဲလေးယူနေပြီလို့ထင်နေတယ်မိခင်ကြားကြီးကအမဲလိုက်နေတော့တိတ်တိတ်နေဖို့ပြောပါတယ်မိခင်ကြားကြီးတမင်တကောင်ကိုတွေ့သွားပါပြီတမင်ကိုတိုက်ခိုက်ပြီးတက်လိုက်ပါတယ်ကြားပေါက်လေးတွေတည်နေတဲ့တမင်နာကိုချင်းကပ်လာကြတယ်ကြားဖြူလေးကတော့နိုဘယ်တောက်ချင်သေးတယ်လို့ပြောပါတယ်မိခင်ကတော့အသားစားဖို့အတင်းတိုက်တွန်းနေတယ်ကြားမဲလေးကတော့အသားကိုအငမ်းမရစားနေပါတယ်မိခင်ကစားပြီးရင်ထွက်သွားဖို့ပြောပါတယ်ကြားဖြူလေးကကြားမဲလေးရဲ့ဟိန်းတန်ကိုကြောက်နေတယ်ကြားမဲလေးကကြားဖြူလေးကိုလေ့ကျင့်ဖို့အားပေးနေပါတယ်မိသားစုလိုက်တောထဲမှာလမ်းလျှောက်နေကြပါတယ်ကြားဖြူလေးယုံတကောင်ကိုတွေ့သွားတယ်ရုတ်တရက်ကျေလောင်တဲ့ဟိန်းတန်ကြီးကြားလိုက်ရတယ်မိခင်ကြားကြီးကတိတ်တိတ်နေပြီးသူ့နောက်လိုက်ခဲ့ဖို့ပြောပါတယ်သူတို့ခြုံပုတ်တွေထဲမှာပုန်းနေကြတယ်အခုတော့ဂူထဲမှာပုန်းနေကြပါပြီကြားဖြူလေးကဟိန်းတန်ကိုကြောက်နေတော့မှပဲကြားမဲလေးကအဲ့ဒါအရွယ်ရောက်ပြီးသားကြားထီကြီးရဲ့အတန်လို့ရှင်းပြတယ်ကြားဖြူလေးကဖေဖေအတန်ကိုကြပါလို့မကြောက်တာလဲလို့မေးတယ်ဖေဖေကသူတို့ကိုဒုက္ခမပေးဘူးဒီတကောင်ကတော့ဒုက္ခပေးမယ်လို့ကြားမဲလေးကပြောပြတယ်တောင်တလုံးမှာကြားနှစ်ကောင်နေလို့မရဘူးလို့မိခင်ကပြောပါတယ်သူတို့ရဲ့နေမြေကမလုံခြုံတော့ဘူးလို့ဆိုပါတယ်အခုကစပြီးဂူနားမှာပဲနေကြတော့မယ်လို့ဆုံးဖြတ်လိုက်တယ်မိသားစုလိုက်မျက်နှာမှာလမ်းလျှောက်နေကြပါတယ်မိခင်ကအနီးကပ်နေဖို့တတိပေးနေပါတယ်တေနေတဲ့ဝက်ဝင်ကြီးတကောင်ကိုတွေးလိုက်ရတယ်ကြားမဲလေးကကြီးမားတဲ့ကြားချေရာကြီးကိုတတိထားမိသွားတယ်ဝက်ဝင်ကြီးကအကောင်ကြီးပေမဲ့ကြားကအလွယ်တကူတက်သွားတာလို့မိခင်ကပြောပြတယ်ကြားကဒဏ်ရာတော်မရသွားဘူးလို့သူမကမှတ်ချက်ချပါတယ်ကြားမဲလေးကအဲ့ဒီကြားရဲ့ခွန်အားကိုအံ့ဩနေတယ်ကြားကစားဖို့အတွက်တက်သွားတာမဟုတ်ဘူးလို့မိခင်ကပြောပါတယ်သူ့နယ်မြေကိုတတ်မှတ်ပြီးအင်အားပြဖို့တက်သွားတာလို့ဆိုပါတယ်သူတို့ထွက်သွားဖို့လိုပြီလို့မိခင်ကသဘောပေါက်သွားတယ်ဖခင်ကိုတွားရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်မိခင်ကကြားဖြူလေးကိုကိုက်ချီလိုက်ပါတယ်ဖေဖေထွက်သွားတာကြားပြီလို့ကြားဖြူလေးကပြောပါတယ်ဖေဖေရဲ့နယ်မြေကကျဲဝန်းတယ်လို့မိခင်ကပြောပြတယ်ဒီတောထဲမှာဆက်နေလို့မရတော့ဘူးလို့ဆိုပါတယ်သူတို့တောထဲမှာပြေးလွှားနေကြပါတယ်အခြားကြားထီကြီးနဲ့ဆုံတွေ့သွားပါတယ်ကြားထီကြီးကမိခင်ကြားကြီးကိုဖယ်ပေးဖို့ပြောပါတယ်သူကကြားပေါက်လေးတွေကိုတက်ပြီးသူမနဲ့မိတ်လိုက်ချင်နေတာပါမိခင်ကြားကြီးကသူ့သားလေးတွေကိုပြင်းပြင်းထန်ထန်ကာကွယ်ပါတယ်ကြားထီကြီးကသူမကာကွယ်နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်မိခင်ကြားကြီးကသူ့ကိုစိန်ခေါ်လိုက်တယ်ကြားထီကြီးကစတင်တိုက်ခိုက်ပါပြီမေအဆင်ပြေပါမလားလို့ကြားဖြူလေးကမေးပါတယ်အဆင်ပြေမှာမဟုတ်ဘူးလို့ကြားမဲလေးကဖြေလိုက်တယ်ကြားထီကြီးကမိခင်ကြားကြီးကိုဖိထားလိုက်ပါတယ်အရှုံးပေးဖို့နောက်ဆုံးခွင့်ရေးပေးနေတယ်မိခင်ကြားကြီးကတော့ညှင်းဆန်လိုက်ပါတယ်ကြားထီကြီးကသူမကိုတက်ဖို့ပြင်လိုက်တယ်လူတရက်ဖခင်ကြားကြီးပေါ်လာပါတယ်သူ့မိသားစုကိုထိတဲ့အတွက်အခြားကြားထီကြီးကိုတိုက်ခိုက်ပါတော့တယ်ကြားထီကြီးနှစ်ကောင်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြတယ်ဖေဖေနိုင်မလားလို့ကြားဖြူလေးကမေးပါတယ်ဖေဖေနိုင်ကိုနိုင်ရမယ်လို့ကြားမဲလေးကပြောလိုက်တယ်တိုက်ပွဲကဆက်လက်ပြင်းထန်နေပါတယ်ဖခင်ကြားကြီးကအခြားကြားကိုလွှင့်ပစ်လိုက်တယ်ကြားမဲလေးကတိုက်ပွဲကိုစောင့်ကြည့်နေပါတယ်အခြားကြားကခိုးကြောင်ခိုးဝက်တိုက်ခိုက်ဖို့ကြိုးစားနေတယ်ဖခင်ကြားကြီးကကျူးကျော်သူကိုအနိုင်ယူလိုက်ပါတယ်ဖခင်ကြားကြီးကသူ့မိသားစုစီချင်းကပ်လာပါတယ်ကြားပေါက်လေးတွေကဒဏ်ရာရနေတဲ့မိခင်နာမှာရှိနေကြတယ်ကြားဖြူလေးကမေနိုးလာဖို့ငိုယိုတောင်းဆိုနေတယ်ဖခင်ကြားကြီးကဒဏ်ရာရနေတဲ့သူ့ကျင်ရတော်ကိုကြည့်နေပါတယ်ကြားမဲလေးကမိခင်စီချင်းကပ်သွားတယ်မိခင်ရဲ့ဒဏ်ရာကပိုးဝင်နေပြီလို့ကြားမဲလေးသတိထားမိသွားတယ်သူမဖျားနေတာ3ရက်ရှိပြီလို့ဖခင်ကပြောပြတယ်ကြားမဲလေးကသူမကိုကုသပေးချင်နေပါတယ်အင်အားမဖြုံးတီးဖို့မိခင်ကကြားမဲလေးကိုပြောပါတယ်ကိုဂယုစိုက်ဖို့သူမကမှာကြားလိုက်တယ်ကြားမဲလေးကဆေးဖက်ဝင်အပင်တွေတွားရှာပါတယ်တောကျင်စင်းတပင်ကိုယူလာခဲ့တယ်ကြားမဲလေးကကျင်စင်းကိုမိခင်ကိုပေးလိုက်ပါတယ်မိခင်ကကျင်စင်းကိုစားလိုက်ပါတယ်ဖခင်ကြားကြီးကသူတို့ကိုစောင့်ကြည့်နေပါတယ်ဖခင်ကြားကြီးကကြားမဲလေးကိုချီကျူးလိုက်တယ်တားကောင်အနံ့ကိုဘလောက်ဝေးကရလဲလို့ဖခင်ကမေးပါတယ်ကီလိုမီတာ40အထိရတယ်လို့ကြားမဲလေးကဖြေတယ်ဥတီယာနဲ့အကွာဝေးကိုတိတိကျကျသိနိုင်တယ်လို့ဆိုပါတယ်ဖခင်ကသဘော
ကျသွားပြီးတောဝက်အုပ်အကြောင်းပြောပြတယ်သူတွေ့ထားတယ်လို့ကြားမဲလေးကပြောပါတယ်တင်ပေးထားတဲ့နီးလန်းတွေနဲ့အမဲလိုက်ဖို့ဖခင်ကပြောလိုက်တယ်အကိုကဘာလို့တယောက်တည်းအမဲလိုက်ရတာလဲလို့ကြားဖြူလေးကမေးတယ်ကြားမဲလေးကပိုရင်းကျက်နေပြီလို့ဖခင်ကပြောပြတယ်ကလေးလိုဆက်ထားရင်ပျက်စီးသွားလိမ့်မယ်လို့ဆိုပါတယ်ဖခင်နဲ့ကြားဖြူလေးကကြားမဲလေးကိုစောင့်နေကြတယ်ကြားမဲလေးကတောဝက်တွေကိုချောင်းမြောင်းနေပါတယ်တောဝက်ငယ်လေးတစ်ကောင်ကိုတိုက်ခိုက်ဖမ်းဆီးလိုက်တယ်ကြားမဲလေးကသူ့သားကောင်ကိုတည်လာပါတယ်ဝင်းပလွေအုပ်နဲ့ဆုံတွေ့သွားပါတယ်ဝင်းပလွေကောင်းဆောင်ကသူတို့ဒီမှာနေတာလာဝက်ရှိပြီလို့ပြောပါတယ်ကြားမဲလေးကိုထွက်သွားဖို့သူကပြောလိုက်တယ်ဒါသူ့ဖေဖေနဲ့မြေလို့ကြားမဲလေးကပြန်ပြောတယ်ဖေဖေနဲ့မြေကကြီးလွန်းလို့မထိန်ချုပ်နိုင်ဘူးလို့ဝင်းပလွေကဆိုပါတယ်ဒီနေရာနဲ့သားကောင်ကသူတို့ပိုင်တယ်လို့ဝင်းပလွေကပြောတယ်စွမ်းနိုင်ရင်လာလူလက်လို့ကြားမဲလေးကစိန်ခေါ်လိုက်တယ်ဝင်းပလွေကောင်းဆောင်ကကြားမဲလေးကိုဝိုင်းဖို့အမိန့်ပေးလိုက်တယ်ဝင်းပလွေတွေကကြားမဲလေးကိုဝိုင်းထားလိုက်ကြတယ်ကြားမဲလေးကပြင်းပြင်းထန်ထန်ပြန်လဲတိုက်ခိုက်ပါတယ်ဝင်းပလွေကောင်းဆောင်ကိုတိုက်ခိုက်လိုက်တယ်ကြားမဲလေးကဝင်းပလွေအများပြားနဲ့တိုက်ခိုက်နေပါတယ်ကြားမဲလေးအရန်ကျန်းလို့ဝင်းပလွေတွေထွက်ပြေးသွားကြတယ်ကြားမဲလေးကအောင်ပွဲခံလျက်ရက်နေပါတယ်သူ့သားကောင်ကိုပြန်ကောက်ယူလိုက်တယ်ကြားမဲလေးကသားကောင်နဲ့အတူမိသားစုစီပြန်ရောက်လာတယ်ဝင်းပလွေတွေသူ့နယ်မြေထဲဝင်လာလို့ဖခင်ကြားကြီးဒေါသထွက်နေတယ်သူ့သားကိုထီရဲတဲ့အတွက်အရန်ဒေါသထွက်နေပါတယ်ဖခင်ကြားကြီးကဝင်းပလွေတွေကိုရင်ဆိုင်ဖို့သွားပါတော့တယ်မိခင်ကြားကြီးကဖခင်ရဲ့အတိတ်ကြောင့်ကြားမဲလေးကိုပြောပြတယ်အချိန်ကဝင်းပလွေအကောင်20ကိုတကောင်နဲ့တိုက်ထုတ်ခဲ့ဘူးလေလို့ဆိုပါတယ်ဖခင်ရဲ့ခွန်အားကိုကြားမဲလေးအံ့ဩနေတယ်ငငယ်ရွယ်ရွယ်နဲ့ဝင်းပလွေဘရင်ကိုတိုက်နိုင်လို့ကြားမဲလေးလည်းတမာတယ်လို့မိခင်ကပြောပါတယ်ကြားမဲလေးတောထဲမှာလမ်းလျှောက်နေပါတယ်တောကြောင်တကောင်ကိုတွေးလိုက်ရတယ်အခြားနယ်ကတားရဲတွေဘာလို့ဒီလောက်များနေတာလဲလို့ကြားမဲလေးတွေးနေတယ်တောနက်ထဲမှာဘာတွေဖြစ်နေတာလဲလို့သူတွေးနေပါတယ်ကြားမဲလေးကတားမွေးတစကိုဖခင်စီယူလာပါတယ်ဖခင်ကိုအနံ့ခံကြည့်ဖို့သူကပြောလိုက်တယ်ဖခင်ကြားကြီးကတားမွေးကိုအနံ့ခံကြည့်ပါတယ်နေမြေလက်လေဖို့သူ့နောက်လိုက်ခဲ့ဖို့ဖခင်ကပြောလိုက်တယ်တားဖြူလေးနိုးလာပြီးလိုက်ချင်နေတယ်တားဖြူလေးကသူတို့နောက်ကိုပြေးလိုက်သွားပါတယ်မိသားစုလိုက်အတူတူလမ်းလျှောက်နေကြပါတယ်ကြားတစ်အုပ်နဲ့ဆုံတွေ့သွားပါတယ်ကြားတစ်ကောင်းဆောင်ကကြားတွေအင်အားနည်းတယ်လို့ပြောပါတယ်အခြေအနေကိုသိရင်ထွက်သွားဖို့သူကပြောလိုက်တယ်မထွက်သွားရင်ဒုက္ခပေးမယ်လို့ချင်းချောက်ပါတယ်ကြားမဲလေးကကြားတစ်တွေကိုဟိန်းဟောက်လိုက်တယ်ကြားတစ်တွေမောက်မာလုံးတယ်လို့ဖခင်ကြားကြီးကပြောပါတယ်ဒါသူ့နယ်မြေလို့သူကကြေညာလိုက်တယ်ကြားတစ်တွေကတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါပြီ